ကျွန်တော်ကရှက်ဟန်ဝင်းမျိုးကိုလက်ကြည့်ပြီးခေါင်းခါပြလိုက်တယ်အခုထိတော့မတည်သေးဘူးအရေးဆုံးမလုံနိုင်ဘူးအချင်းကြီးကိုကြည့်ရအောင်ကျွန်တော်စကားပြောပြီးတာနဲ့စာတင်ခန်းအပြင်ဘက်မှာလှုပ်ရှားတန်တွေစထွက်လာတယ်ထုဆန်းတဲ့ခြေတန်းတွေကတလှမ်းချင်းစီစာတင်ခန်းရှိရာဘက်ကိုနှီးကပ်လာနေတယ်ဒီခြေတန်းတွေလှမ်းလာတိုင်းလူတိုင်းရဲ့နှလုံးသားကိုလာခောက်နေတယ်လို့ပါပဲညီမလေးတို့အပြင်ထွက်လာပြီးကစားကြရအောင်လေမမမင်းတို့ကိုစောင့်နေတာကြပြီးမမမှလည်းမင်းတို့အတွက်အရသာရှိတာတွေဝေမျှပေးစရာရှိတယ်နော်စင်ချလန်းကနေမင်းကလေးတယောက်ရဲ့အတန်ထွက်ပေါ်လာလေဒီအတန်ကနည်းနည်းတော့အေးဆက်ဆက်နိုင်ထိကြားရတဲ့သူတွေရဲ့ကြောချမ်းလောက်တဲ့အထိခံစားရစေတယ်ဒါကကြောက်ရှောင်လူရဲ့အတန်ပဲသူမဒီနေ့ခွင့်တိုင်ထားတာမဟုတ်ဘူးလားဘလူဖြစ်ပြီးဒီကိုရောက်နေတာလဲចောင်းထားနေတဲ့ကကောင်းရှောင်လေးကထိထိပြပြနဲ့ပြောလိုက်တယ်ကြောက်ရှောင်လူရောက်လာတာကသူမကိုတော်တော်လေးအံ့ဩသွားစေပုံရတယ်သူမဘယ်လိုရောက်လာတာလဲသူမလည်းကောင်းချွန်းဟောင်လိုမျိုးမိစ္ဆာအဖြစ်ပြောင်းသွားတာတော့မဟုတ်ပါဘူးနော်ငါတို့ကိုလာကတ်တာလားကတ်ချင်ရင်လည်းကောင်းရှောင်လေးကိုပဲသွားကတ်ပါငါတို့နဲ့ပါဆိုင်လို့လဲအရင်ကကြောက်ရှောင်လူနဲ့အဆောင်တစ်ခုထဲမှာအတူနေခဲ့တဲ့မိန်းကလေးတွေကတိုးတိုးတိတ်တိတ်ပြောဆိုနေကြတယ်သူတို့ကအရင်ကကြောက်ရှောင်လူအပေါ်တခုခုမားထားတာရှိပုံရပြီးမျက်နှာအိမ်မှာလည်းထိတ်လန့်နေကြတယ်စာတင်ရိုက်တကားကပြင်းပြင်းထန်ထန်၃ချိန်လောက်စောင့်ကန်ခံလိုက်ရတယ်ကျွန်တော်လည်းလက်ထက်ကဖန်ကူးပုတ်စင်ကိုချစ်ချစ်ပါအောင်စုပ်ကိုက်ထားလိုက်တယ်ကြောက်ရှောင်လူကရန်ညိုးဖွဲ့ဖို့လာတာပဲဖြစ်ဖြစ်တခြားကိစ္စကြောင့်ပဲဖြစ်ဖြစ်အကယ်၍သူမကကျွန်တော်ကိုဒါမှမဟုတ်ရှက်ဟန်ဝင်းရိုးကိုထိပါဖို့ကြိုးစားရင်တော့သူမရဲ့ခေါင်းကိုဖျက်ပစ်ဖို့ကျွန်တော်ဝင်လေးနေမှာမဟုတ်ဘူးကောင်းရှောက်လီကတော့သူ့ကောင်ကိုလက်နှစ်ဖက်နဲ့အုပ်ပြီးစာတင်ခန်းထောက်မှာကွေးကွေးလေးထိုင်နေပါနေတကောက်ပွင့်ဆမ်းမညီမလေးတို့ရေနင်တို့ငါနဲ့အတူဆောက်ရတာကိုအရန်ကြိုက်ကြတယ်မဟုတ်လားအခုကျမှဘာလို့တကားမဖွင့်ပေးကြတာလဲကြောက်ရှောင်လူကတဟားဟားနဲ့ရေမောနေပေမဲ့သူ့တန်ကအရန်ကိုကြောက်စရာကောင်းနေပါနေရိုက်ချက်တန်တွေကလည်းစကြိုက်ထွက်ပေါ်နေစေပါလေနောက်တစ်ခဏမှာတော့စာတင်ခန်းတကားဟာချက်ချင်းဆိုသလိုပွင့်ထွက်သွားပါလေလူပုံစံရှိတဲ့မိစာတကောင်ကစာတင်ခန်းတကားဝါမှာပြည့်ရနေတယ်ဟေးဟေးနင်တို့ကိုတွေ့ပြီးလို့ကြောက်ရှောင်လူကရေရင်ပြောလိုက်တယ်အဲ့ဒီနောက်မှာတော့ခြေထောက်ရှစ်ချောင်းစလုံးကတပြိုင်တည်းလှုပ်ရှားလာပြီးလက်တစ်ပြက်အတွင်းမှာပဲစာတင်ခန်းထဲကိုပြီးဝင်လာပါလေဒီကြောက်ရှောင်လူဟာအဆွင်ပြောင်းပြီးနောက်မှာခဏကိုဟာအရင်ကတည်းကအစာပေါင်းများစွာကြီးမားလာပါလေသူဝင်လာတာနဲ့စာတင်ခန်းတစ်ဝက်လောက်ကိုသူကပဲနေရာယူထားတယ်လို့ဖြစ်သွားပါလေရှောင်လူငါ့ကိုခွင့်လွှတ်ပေးပါအောင်ကောင်းရှောင်လီကတော့သူလူမြောက်ဖို့ခက်ခဲတော့မယ်ဆိုတာသိသွားတဲ့အတွက်ကြောက်ရှောင်လူရှိမှဒူထောက်ပြီးတောင်းပန်နေပါလေခွင့်လွှတ်ရမယ်နင်ဒီလိုနည်းမျိုးရောက်လာမယ်လို့တခါမှမစင်စားမိခဲ့ဘူးလားအခုမှငါ့ကိုခွင့်လွှတ်ခိုင်းနေတာကတကယ်ကိုရေစရာကောင်းလာချီလားကြောက်ရှောင်လူအိမ်မင်းနာမှာယူတော်မိုးတွေနဲ့ပြင်းနေပြီးခဏကိုကလည်းတစ်ဆက်ဆက်တွန်းရင်နေပါလေသူခန်းစားခဲ့ရတဲ့နာကျင်မှုတွေကိုပြန်တတိယလာတာကသူ့စိတ်ကိုကြီးကြီးမားမားလှုံ့ဆော်ပေးလိုက်တယ်လို့ဖြစ်နေတယ်အခုတော့သူမှလက်စားချီနိုင်တဲ့အစွမ်းတွေရှိနေပြီဖြစ်လို့အရန်ကိုစိတ်လှုပ်ရှားနေပုံရပါတယ်ဟုတ်တယ်သူပဲလွတ်ခဲ့တာခေါင်းလျှောက်လီရဲ့အဆောင်နေပေါ်တယောက်ကအဖြစ်ပုံချကြီးပြောလိုက်ရင်တကားဝစီကိုတဖြည်းဖြည်းနောက်ဆုတ်သွားပါတယ်နင်တို့ဘဲမှထွက်ပြေးလို့မရဘူးကြောက်ရှောင်လူလည်းမြင့်ဝင်းတွေကအေးဆက်ဆက်ပါပဲဘုံဆွဲအသားနဲ့အတူတကားကြီးကအလိုအလျောက်ပိတ်သွားပါလေဒါကိုမြင်လိုက်ရတော့ကျွန်တော်လည်းအံ့တော်သွားမိတယ်ဒီကြောက်ရှောင်လူဟာပင်ကိုစားမိလို့အဆွင်ပြောင်းသွားတာဖြစ်နိုင်ပြီမဲ့အခုဆိုရင်သူကအရာဝတ္ထုတွေကိုစိတ်ဆွမ်းအားနဲ့ထိန်းချုပ်နိုင်နေပြီသူဟာအစင်းတရအမြင့်ဆုံးအခြေအနေကိုရောက်နေပြီဆိုတာသိချပါတယ်ကြောက်ရှောင်လူကကျွန်တော်ရဲ့အကြီးကိုတတိမထားမိပါဘူးသူကထွက်ပြေးဖို့ကြိုးစားနေတဲ့မိန်းကလေးရှိကိုလက်တစ်ပြက်အတွဲရောက်သွားပါတယ်သူ့ရဲ့ထက်မြက်တဲ့လက်စေးတွေနဲ့ဆွဲကုပ်လိုက်တဲ့အခါအဲ့ဒီမိန်းကလေးရဲ့ခန္ဓာကိုယ်ဟာနှစ်ပိုင်းပြတ်သွားပါတယ်တစ်ပိုင်းကိုကောက်ယူပြီးပါဆက်ထေကဝါစားနေပါတော့တယ်ဒီလိုတွေးပစ်စရာမင်းကွင်းကြောင့်ကျောင်းသားတော်တော်များများဟာအဲ့ဒီနေရာတင်အောက်အန်ကုန်ကြပါတယ်ကောင်းရှောင်လီကဘဲကတတိတွေရလာလည်းမသိပဲကျမ်းပင်ပေါ်ကစားပွဲခြေထောက်တစ်ချောင်းကိုကောက်ကင်ပြီးကြောက်ရှောင်လူရှေ့ကိုပြေးသွားကသူ့ရဲ့ဝက်ခြေထောက်ကိုတစ်ချက်ရိုက်ချလိုက်တယ်ဒါပေမဲ့တန်မဏိကိုရိုက်လိုက်တယ်လို့မျိုးဘာထိခိုက်မှုမှမရှိတဲ့အပြင်စားပွဲခြေထောက်ကတောင်တုံခါပြီးကျမ်းပင်ပေါ်ကျသွားခဲ့တယ်ကြောက်ရှောင်လူကကောင်းရှောင်လီရဲ့တိုက်ခိုက်မှုကိုသိရှိသွားပြီးလောင်ရည်ရင်းနဲ့ကောင်းရှောင်လီဟိုလေလေးကိုဆွဲမလိုက်တယ်မင်းသိလောနေတာပဲအဲ့ဒီနောက်ကောင်းရှောင်လီကိုသူ့ရဲ့ပါစနာကိုတခေးဖြည်းချင်းပို့လိုက်တယ်ပြင်းထန်တဲ့စိတ်ဆွမ်းအားကကောင်းရှောင်လီကိုတင်းတင်းကြပ်ကြပ်ချုပ်နှောင်ခါပြီးသူမဘလို့ပဲရုန်းကန်နေပါစေအချီနီးဖြစ်နေတယ်တကိုက်ကိုက်လိုက်ရုံနဲ့ကောင်းရှောင်လီစီကသွေးတွေအရှိအဟုန်နဲ့စီးကျလာတယ်သူမရဲ့နာကျင်စွာအော်ဟစ်တန်ကတခါလုံးမှပဲတင်ထက်သွားတယ်ဆဲစကလောက်ကြတဲ့အခါကောင်းရှောင်လီရဲ့ကိုယ်တစ်ပိုင်းလောက်ကိုကျောင်းရှောင်လူကအကုန်စားလိုက်ပြီးဒါပေမဲ့ကန့်ရင်နေတဲ့ရန်ညိုးတွေပြပါနေမဲ့သူကအဲ့ဒီကနေထွက်သွားကိုအစီအစဉ်မရှိပုံပဲအဲ့ဒီအစားမဝါသေးတဲ့အကြီးတွေနဲ့ကျွန်တော်နဲ့ရွှေဝိုင်းရိုစီကိုကြည့်လာတယ်မင်းတို့နှစ်ယောက်ကအရသာရှိမဲ့ပုံပဲကျောင်းရှောင်လူရဲ့ပါစနာမှာလက်ဆက်တဲ့သွေးတွေစွန့်ထင်နေတော့ပဲရက်ဆက်တဲ့အကြီးတွေနဲ့ကျွန်တော်နဲ့ရွှေဝိုင်းရိုကိုကြည့်နေတယ်ကျွန်တော်တို့နှစ်ယောက်ကနိုးထားလာသူတွေဖြစ်တဲ့အတွက်ကျောင်းရှောင်လူရဲ့မျက်လုံးထဲမှာတော့အရသာရှိတဲ့ဟင်းပွဲတွေလိုပါပဲဒါကြောင့်ကန့်ရင်ရဲ့ရန်ညိုးတွေကိုဖြည့်ရှင်းပြီးတဲ့နောက်ကျောင်းရှောင်လူကကျွန်တော်နဲ့ရွှေဝိုင်းရိုကိုတိုက်ရိုက်ပြစ်မှတ်ထားလာတယ်ကျွန်တော်ကတော့လက်ထဲကခိုင်ထမ်းပစိန်ကိုတင်းတင်းဆုပ်ကိုင်းပြီးအချင်းမရွေးတိုက်ပွဲဝင်ဖို့အသင့်ပြင်ထားတယ်တကယ်လို့ကျောင်းရှောင်လူကကျွန်တော်တို့ကိုရမ်းမဆဲဘူးဆိုရင်ကျွန်တော်လည်းသူနဲ့ပြဿနာမတက်ချင်ပါဘူးမိစားကကောင်မဖြစ်လာခင်တုန်းကကျောင်းရှောင်လူဟာလည်းဘဝဆိုးတဲ့သူတယောက်ပါဒါပေမဲ့အခုတော့သူကကျွန်တော်ဘော်ကိုချန်စီလာပြီးဒီလိုဆိုမှတော့သူ့ရဲ့ခေါင်းကိုဖျက်ချရုံပဲရှိတော့လေကျောင်းရှောင်လူကရက်ဆက်စွာလောင်ရည်နေပြီးကျွန်တော်ရဲ့စကားကိုလုံးဝမကြားသလိုပါပဲသူ့ရဲ့လက်သေးတွေကရှည်လာပြီးထက်မြက်တဲ့လက်သေးတွေထွက်ပေါ်လာပြီးကျွန်တော်စီကိုလမ်းချစ်လိုက်တယ်ကျွန်တော်ကနှာခေါင်းရှုံးလိုက်ပြီးလက်ထဲကခိုင်ထန်းပုစင်ကိုပေးလိုက်လွှဲခုံလိုက်ပြီးပြင်းထန်တဲ့အားကတစ်ခါလုံးကလေးထုကိုတုံးခါသွားစေတယ်လေးထုထဲမှာတဖြားဖြားတန်းတွေထွက်ပေါ်လာပြီးခိုင်ထန်းပုစင်ကကျောင်းရှောင်လူရဲ့လက်သေးတွေပေါ်ကိုတိုက်ရိုက်ထိမှန်သွားတယ်အရာဝတ္ထုနှစ်ခုထိခိုက်မိတဲ့အခါမိတွင်းတွေထွက်လာတယ်ပြင်းထန်တဲ့ရိုက်ခတ်မှုကိုခံစားလိုက်ရတဲ့ကျောင်းရှောင်လူဟာနောက်ကိုနှစ်လမ်းလောက်ဆုတ်သွားရတယ်ငါ့ကိုနာကျင်အောင်လှုပ်တဲ့သူတွေအကုန်လုံးတေးရမယ်
ကြောက်ရှောင်လူကခေါင်းမော့ပြီးဒေါသတကြီးအော်ဟစ်လိုက်တယ်ကျွန်တော်ကိုလည်းသူ့ကိုအရင်ကနှိမ့်ဆက်ခဲ့တဲ့လူတွေထက်ကတယောက်လုံးမှတ်ယူနေပုံပဲဒေါသအမြချောင်းချောင်းထွက်ပြီးနောက်ကြောက်ရှောင်လူကသူ့ရဲ့ပါဆက်ကြီးကိုဟလိုက်တယ်မင်းမောင်နေတဲ့ပါဆက်ထဲကနေလိုင်းတွေထွက်လာတယ်အဲ့ဒီနောက်တုတ်ခိုင်တဲ့အဖြူရောင်ချီမြင်းတန်းတွေပါဆက်ထဲကနေပန်းထွက်လာတယ်အဲ့ဒီအပေါ်မှာစိမ့်လူရောင်ရှိပြီးတိုက်စားနိုင်တဲ့အကြီးအချွဲတွေကပ်ပါလာတယ်ဒါကကြောက်ရှောင်လူတန်တီဖြောင်းပြီးနောက်ပိုင်းရောက်ရှိလာတဲ့ထူးခြားတဲ့ပင်ကူမြင်းတိုက်ခိုက်မှုပဲပင်ကူမြင်းတွေကပိုက်ကွင်ကြီးတစ်ခုလိုဖြစ်သွားပြီးကျွန်တော်စီကိုတိုက်ရိုက်ပြီးလွတ်လိုက်တယ်ကျွန်တော်ရဲ့မျိုးလုံးထဲမှာရွှေရောင်အလင်းတန်းတစ်ခုဖြတ်ပြေးသွားပြီးခန္ဓာကိုယ်ထဲကစွာအင်တွေကိုအရှိန်အဟုန်နဲ့လေပတ်စေလိုက်တယ်ဒီလောက်ကျေးပြန့်တဲ့တိုက်ခိုက်မှုကိုဒီလိုချင်းမြောင်းတဲ့နေရာမှာရှောင်းတင်ဖို့ကမဖြစ်နိုင်တဲ့လောက်ပါပဲဒါဟာနိုးထွက်လာတဲ့ပါရမီကိုစမ်းသပ်ဖို့အခွင့်ကောင်းပါပဲကျွန်တော်ခန္ဓာကိုယ်ပေါ်မှာဝါရွှေရောင်အလင်းတန်းတွေအလေးရန်တက်လာတာကိုမြင်တွေ့ရတယ်မကြခင်ပါပဲကျွန်တော်လက်ထက်ကခိုင်ထန်းပုတ်စင်ပေါ်မှာရစ်ပက်သွားတယ်ကျွန်တော်ကခိုင်ထန်းပုတ်စင်ကိုကောင်းကင်ရန်စီကိုမြောက်လိုက်တဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးကတုန်ခါလာပါတယ်တစ်ထပ်လုံးဟာနေရင်လုံနေသလိုမျိုးခံစားရပြီးအခန်းထဲကစားပွဲတွေကလည်းတစ်ဆက်ဆက်တုံတွေကပတ်ဝန်းကျင်ကပြတင်းဖွဲတွေကလည်းတစ်ခုပြီးတစ်ခုကွဲအပ်ကုန်ပါတယ်ပင်ကူမြင်တွေကကျွန်တော်တစ်ခုလုံးကိုရစ်ပတ်ဖို့ပြင်းနေတဲ့အချိန်မှာပဲကျွန်တော်ကပုတ်စင်နဲ့ခုတ်ချလိုက်ပါတယ်ခိုင်ထန်းပုတ်စင်ကကြောင်မက်ခွေကောင်းတဲ့စွမ်းအားတွေကိုထုတ်လွှဲလိုက်ပြီးပင်ကူပိုက်ကွင်ပေါင်းကိုတိုင်းရိုက်ခုတ်ချလိုက်ပါတယ်ပေါင်တာလောက်ထိထူထဲတဲ့ပင်ကူမြင်တွေတောင်မှဒီပုတ်စင်ရှေ့မှာတော့တခွားသီးကိုဓာတ်နဲ့လီးတယ်လို့ပါပဲခဏချင်းမှာပဲပင်ကူမြင်တွေကပျက်စီးသွားပြီးကျွန်တော်ကိုဘလို့မှမတားဆီးနိုင်ခဲ့ပါဘူးပိုက်ကွင်ကိုခုတ်ဖြတ်ပြီးတဲ့နောက်မှာတော့ခိုင်ထန်းပုတ်စင်ကကြောက်ချောင်လူရဲ့ခန္ဓာကိုယ်ပေါ်ကိုကြားရောက်သွားပါတယ်သူမရဲ့ခန္ဓာကိုယ်ဟာပကုံးကမိစားပြီးနှိမ်ချမ်းကွဲသွားပြီးသွေးတွေလည်းအများအပြားပန်းထွက်လာပါတယ်ကြောက်ချောင်လူခကြောင်မက်ခွေကောင်းတဲ့အော်တန်ကြီးကိုအော်ဟစ်လိုက်ပြီးပြင်းပြင်းထန်ထန်တရားရသွားပါတယ်သူမဟာစိတ်ထဲကနေစုတ်ခွာဖို့ကြိုးစားနေပါပြီသူမရဲ့ဦးနှောက်ထဲကနေစိတ်ပိုင်းဆိုင်ရာတုန်ခါမှုတွေထပ်ပေါ်လာပါတယ်အဲ့ဒီနေရာမှာရှိတဲ့ကြောင်သားတွေဟာခေါင်းတွေကိုအတင်းအုပ်ထားကြပြီးနာကျင်စွာနဲ့ချမ်းပြင်ပေါ်မှာလူးလိမ်နေကြပါတယ်ကျွန်တော်လည်းအဲ့ဒီတိုက်ခိုက်မှုကိုတိုက်လိုက်ရင်ဆိုင်လိုက်တာကြောင့်ခဏလောက်ကြောင်သွားမိပါတယ်စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမျိုးကိုကျွန်တော်ပထမဆုံးအကြိမ်ကြုံဖူးပါတယ်အပြင်ကမိစာတွေဟာလည်းကြောက်ရှောင်လူရဲ့စိတ်ပိုင်းဆိုင်ရာတုန်ခါမှုကြောင့်ယူထွက်သွားသလိုမျိုးအထက်ကိုတိုးဝင်လာကြပြီးကျွန်တော်ကိုအပိုင်းပိုင်းဆွဲဖြတ်ခြင်းနေကြပါတယ်ရှောင်းကျဲကိုနာကျင်အောင်လုပ်ဖို့ခွင့်မပြုနိုင်ဘူးရှာရှာဝမ်ရိုကမိစာတွေကျွန်တော်စီကိုပြေးဝင်လာတာကိုမြင်တဲ့အခါမှာတော့သူမရဲ့အကြည့်တွေကအေးဆက်သွားပါတယ်သူမရဲ့လက်ထဲကဓာတ်ရှည်ကြီးကိုဝှေ့ရမ်းလိုက်တဲ့အခါဓာတ်ပေါ်မှာလက်စီးပသိတွေထွက်ပေါ်လာပါတယ်မိစာတွေအနာမခတ်နိုင်ခင်မှာတဲ့သူမကအရေးတစ်ခုလုံးမျိုးပြေးထွက်သွားပါတယ်လက်စီးတိုက်ခိုက်မှုတွေဆက်တင်လိုက်ပြီးစပါးအုံးမွေးလောက်ရှိတဲ့လက်စီးတန်းတွေကမိစာတွေစီကိုဦးတည်သွားပါတယ်ကြောက်တလင်းဦးတိုင်ကိုစုပ်ယူပြီးတဲ့နောက်မှာတော့ရှာရှာဝမ်ယိုဟာအရှင်ခက်ထက်ပို့ပြီးတော့အစွမ်းထက်လာပါတယ်လက်စီးရဲ့စွမ်းအားတစ်ခုတည်းနဲ့တင်မိစာလေးငါးခေါင်းလောက်ကိုတပ်ပစ်နိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့ဓာတ်ရှည်ကြီးနဲ့ဝှေ့ရမ်းလိုက်တာကြောင့်အုပ်စုလိုက်တည်ဆုံသွားပါတယ်သူမအတွက်တော့ဒီမိစာတွေဟာဟင်းတီးဟင်းရွက်တွေကိုလှိပြတ်နေတယ်လို့ပါပဲလက်စီးတွေငိမ့်တက်သွားတဲ့အခါမှာတော့စင်ချလာမှရှိတဲ့မိစာတွေကိုလူမကအကုန်ရှင်းလင်းလိုက်ပါပြီကျွန်တော်အတွက်အခက်အခဲဖြစ်စေမဲ့အရာမှန်သမျှကိုလူမကအတိမခံပါဘူးရှောင်းကျဲနင်ကငါရဲ့ထိန်ချုံမှုအောက်ကိုလုံဝရောက်သွားပြီးနင်လွတ်အောင်မပြေးနိုင်တော့ဘူး။တန်ရအပြင်းထန်ရထားတဲ့ကြောက်ရှောင်လူဟာဘဲကအားတွေထွက်လာမှမသိပဲကျွန်တော်ကိုလက်ထဲနဲ့ကိုဖို့ကျူစားရင်အော်ဟစ်လိုက်ပါတယ်။မင်းကတကယ်ပဲငါ့ကိုထိန်ချုံနိုင်မယ်လို့ထင်နေတာလား။မူလာကကြောင်တောင်းဖြစ်နေတဲ့ကျွန်တော်ကရွရရက်ပြန်လည်နှိုးထားလာပါတယ်။ကျွန်တော်ခန္ဓာကိုယ်ထဲကနေလူဝက်ဆန်းပြတဲ့စွမ်းအားတစ်ခုပေါက်ခွဲထွက်လာပါတယ်။ဒါဟာကျွန်တော်ရဲ့နောက်ထပ်ပါရမီတစ်ခုဖြစ်တဲ့ mysterious transformation ပါတယ်။ကြောက်ရှောင်လူရဲ့အားနဲ့လာတဲ့စိတ်ပိုင်းဆိုင်ရာထိန်ချုံမှုအားကျွန်တော်ဒါပါရမီစမ်းသပ်တဲ့အဆင့်မှမရှိနေဘူးဆိုရင်သူမအနေနဲ့ကျွန်တော်ကိုအထီးတွေပို့တောင်းအရေးချင်းမရှိပါဘူး။အဲ့ဒီစွမ်းအားတွေထွက်ပေါ်လာတာနဲ့ကျွန်တော်ကချက်ချင်းတတိပြန်ဝင်လာပြီးမျက်လုံးတွေကလည်းအရင်ကထက်ပိုပြီးတော့ကြီးလင်လာပါတယ်။ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲငါရဲ့စိတ်ပိုင်းဆိုင်ရာထိန်ချုံမှုဟာပြိုပြီးစားတူတဲ့သူတွေထဲမှာအားကောင်းဆုံးတယ်လေနင်ကဒါကိုဘယ်လိုဖြစ်ပြီးချိုးဖျက်နိုင်ရတာလဲကြောက်ရှောင်လူဟာမယုံကြည်နိုင်တဲ့မျက်နှာပြင်နဲ့ဖြစ်နေပါတယ်သူမမှာနာကြည့်ချက်တွေအများကြီးရှိနေတာကြောင့်စိတ်ပိုင်းဆိုင်ရာမိစ္ဆာတွေထဲမှာတော့သူမအားထိတ်တာအဆင့်မှရှိနေတာပါဒါမှနိုးထလာတူတယောက်သားဆိုရင်ဒီတိုက်ခိုက်မှုကိုခံရပြီးတာနဲ့အကြာကြီးအိပ်ပျော်သွားမှာဖြစ်ပေမဲ့ကျွန်တော်ကတော့ခဏချင်းမှမေးချိုးဖျက်နိုင်ခဲ့ပါတယ်ဒါဟာသူမကိုအတော်လေးတုန်လှုပ်သွားစေပါတယ်ငါကတော့အသားရပြုံးလိုက်ပြီးဘာမှအများကြီးရှိမပြတော့ဘူးခိုက်တန်ပစင်ထဲကိုစွမ်းအားတစ်မျိုးထည့်သွင်းလိုက်တယ်ပြီးတော့ခြေထောက်ကိုတစ်ချက်ကွေးလိုက်တဲ့နောက်တစ်စက္ကန့်မှာပဲအဝါရောင်လက်စီကြောင်တစ်ခုဖြတ်တန်းသွားပြီးခနာကိုတော်ဝဲဖယ်ချန်တော့တဲ့ကြောက်ရှာလူဟာခနာတွင်းမှာပဲသွေးအိုင်ကြီးဖြစ်သွားပြီးခနာကိုအပိုင်းစားတွေကစာတင်ဟန်ထဲမှာပြန်ကျဲသွားတော့တယ်ကြံကြီးရဲ့မင်းတို့ကိုတတ်လိုက်ပြီလားကြောက်ရှာလူကစိတ်ဆွမ်းနေနဲ့တိုက်ခိုက်နိုင်တာလေမင်းတကယ်ကိုဆွမ်းတတ်တာပဲရောက်နေတဲ့ကြောင်သားတော်တော်များများနဲ့တတိပြန်မလာကြတယ်တက်တော်ဘာတွေနဲ့ပြင်းနေတဲ့ဒီကဘာပြင်းနေမှာသူတို့မှစွမ်းအားတွေမရှိကြတော့အခုတော့ငါနဲ့ရှာဝန်ရိုးကိုတည်းအားကိုနေရတော့တယ်တကယ်လို့ရှာဝန်ရိုးနဲ့ငါကသာသူကြီးချင်းတိုင်အောင်စင်ကိုငဲ့နေဦးမယ်ဆိုရင်သူတို့လည်းဆက်လက်ရှင်တတ်နိုင်ဖို့မျိုးရင်းချက်ရှိကောင်းရှိနိုင်ပါလိမ့်မယ်သွေးတွေအိုင်သွားတဲ့နောက်မှာကြောက်ရှာလူအရင်ရှိခဲ့တဲ့နေရာမှာအဖြူလောင်ပုံဆောင်ခဲလေးတစ်ခုပေါ်လာတယ်ဒါဟာခန့်မှန်းထားတဲ့အတိုင်းပဲစွမ်းအားကိုမြင့်တင်ဖေးနိုင်တဲ့အရာတစ်ခုပါတစ်ချိန်တည်းမှာပဲလေထဲမှာအနက်ရောင်စွမ်းရည်တစ်ခုဝဲပြန်နေတယ်ဒါကကြောက်ရှာလူမသိခင်ကရှိခဲ့တဲ့အာဂါထတွေထည့်ရမယ်မုန်းနေဘာလို့လဲငါနေနုကိုမုန်းနေမင်းနုကိုငရဲချပါစေလို့ချိန်စားတိုက်တယ်အတန်တွေရတန့်သွားဒီနောက်မှာအဲ့ဒီအနက်ရောင်စွမ်းရည်တစ်ခုဟာပဒင်ပေါက်ကနေအပြင်ကိုထွက်သွားပြီးဒီကဘာပေါ်မှာပျောက်ကွယ်သွားတော့တယ်ငါလေးလက်ထဲကခိုက်တန်းပစင်ကိုပြန်သိမ်းပြီးတပ်ပင်းတစ်ချက်ချလိုက်တယ်ကြံကြီးရဲ့နင်းဘာမှမထိဘူးလားဘယ်နေရာမှာမစိုးတိုင်ရသွားတာရှိသေးလားရှောင်းဝန်ရိုကစိုးရင်တကြီးနဲ့ငါလက်ကိုကင်ပြီးဟိုကြည့်ဒီကြည့်စစ်ဆေးနေတယ်စောစောကငါထင်းချုပ်ခံထားရပြီးရှောင်းရှာလူရဖန်စီးခြင်းကိုခံရတော့မဲ့အချိန်မှာသူမရဲ့နှလုံးသားကလေချောင်းဝေါ်တီရောက်လာတယ်လို့ခန်းစားခဲ့ရတာပါဘာမှမဖြစ်ပါဘူးငါကရှာဝန်ရိုရဲ့ခေါင်းလေးကိုအသာအရာပုတ်ပေးလိုက်တယ်ဒီကောင်မလေးကအရင်ဘဝကလိုပဲငါ့ကိုဒီလောက်ထိကြိုးဆိုင်နေတော့ပဲသူမကိုနှစ်သိမ့်ပေးဒီနောက်မှာရှောင်းရှာလူစီကကြံရစ်ခဲ့တဲ့ပုံဆောင်ခွဲကိုငါကောက်ယူလိုက်တယ်ဒီအဖြူရောင်ပုံဆောင်ခွဲထဲမှာအနီရောင်အလင်းနဲ့လေးတစ်ခုရှိနေတယ်ဒါဟာအခြေခံအဆင့်စွမ်းရင်ခဲတစ်ခုပဲဖြစ်ရမယ်ဒီစွမ်းရင်ခဲကငါ့ကိုအစိမ့်မြင့်တင်ဖိနိုင်မယ်လို့ငါထင်တယ်ငါကအဲ့ဒါကိုလက်နဲ့စုပ်ကိုင်လိုက်ပြီးစိတ်ကိုအာယုံစိုက်ပြီးစုပ်ယူလိုက်တယ်ခဏအတွင်းမှာပဲအဖြူရောင်အလင်းနဲ့တစ်ခုကငါခန္ဓာကိုယ်လေးကိုစီးဝင်သွားတယ်တကူလုံးလန်းဆန်းသွားပြီးခန္ဓာကိုယ်ရဲ့စဲတိုင်းကအသက်ရှူနေတယ်လို့ခံစားရတယ်ခန္ဓာကိုယ်လေးကစွမ်းအားတွေလည်းအများကြီးတိုးလာတယ်အခြေခံအဆင့်စွမ်းရင်ခဲဆိုတာတကယ်ကိုမစိုးဘူးပဲ
ငါ့ကိုချက်ချင်းပဲဒုတိယအဆင့်နိုးထားသူရဲ့ထိတ်ဆုံးထိရောက်သွားစေတယ်ငါမှစွမ်းဝန်ခန္ဓာကိုယ်ရဲ့မွေးရပါစွမ်းရည်ရှိတာကြောင့်စွမ်းရင်ခဲကိုစုပ်ယူပြီးနောက်မှတခြားလူတွေထက်ပိုပြီးစွမ်းအားတိုးလာတာပါကဘာပြည့်နေအစောပိုင်းမှာအခြေခံအဆင့်စွမ်းရင်ခဲတကုံကိုစုပ်ယူရင်တာမန်လူတွေကဒုတိယအဆင့်အခြေခံဒီပဲရောက်နိုင်ပြီမဲ့ငါကတော့ဒုတိယအဆင့်ရဲ့ထိတ်ဆုံးကိုတိုက်ရိုက်ရောက်သွားခဲ့တယ်ကျင်းကြီးငါတို့နောက်ထပ်ပါဆက်တော့ကြမလဲရှာဝန်ရိုကသွေးတွေနဲ့ပြည့်နေတဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီးငါလည်းမောင်းကိုဖတ်ထားရင်းမေးလိုက်တယ်ဒီလိုကြောက်စရာကောင်းပြီးထူးဆန်းတဲ့အခြေအနေမျိုးကိုသူမကပထမဆုံးအချိန်ကြုံပူးတာမို့နောက်ထပ်ဘာလုပ်ရမလဲဆိုတာလုံးဝစဉ်းစားမရထင်နေတာပါငါတို့တွေစွာအားတွေနိုးထလာပြီဆိုတော့နောက်ထပ်လုပ်ရမှာကစွာအားတွေကိုဆက်ပြီးမြင့်တင်ဖို့ပဲကဘာပြက်နေမှာတော့အင်အားရှိမှသာအရာရာကိုထိန်းချုပ်နိုင်မှာသူတို့မှလုံးဝနောက်ထပ်အစီအစဉ်မရှိဘူးငါတို့တွေနိုးချလာပြီးနောက်ဆက်လုပ်ရမှာကတော့ဆက်ပြီးမြင့်တင်ဖို့ပဲကဘာပြက်ကထဲမှာနိုးချလာသူတွေကစွမ်းအားတွေပိုင်ဆိုင်ထားသလိုတစ်ချိန်တည်းမှာပဲမိစ္ဆာတွေအတွက်လည်းမျက်စိကျစရာအစားအစာတွေပဲနောက်ပိုင်းကဘာပြက်ကကြီးရှေ့ဆက်လာတာနဲ့အမျှမိစ္ဆာတွေဟာလူသားတွေနဲ့သူတို့အမျိုးနွယ်သူတွေကိုစားသုံးရင်းနဲ့စက်တိုက်ဆင့်ခဲပြောင်းလဲလာလိမ့်မယ်ငါတို့ရင်ဆိုင်ရမယ့်မိစ္ဆာတွေဟာပိုပြီးတော့ပဲတမန်လာလိမ့်မယ်အသက်ရှင်ဖို့အတွက်ငါတို့စက်တိုက်ညှင့်တင်နေရမယ်ငါ့မျက်လုံးတွေထဲမှာရွှေရောင်အလင်းတွေတောက်ပါနေတာကိုကြည့်ပြီးရှပင်ယူကလည်းတစ်ခုခုကိုစဉ်းစားနေပုံရတယ်ဘလို့မြင့်တင်ရမလဲဆိုတာသူသိနားမလဲပြီးမြင်ငါဘေးနားမှာကောင်းကောင်းစောက်ရှောက်ပေးဖို့ပဲသူတွေးနေတယ်ငါရဲ့တီးရှိမှုကိုချိန်ထောက်လာတဲ့ဘလို့အန်ဒီရဲ့မျိုးကိုမဆိုသူကအမြင့်ဆက်တုတ်တင်ပေးရမယ်ကြောင်ရှောင်လို့တေဆုံးပြီးတော့ထွက်လာတဲ့သွေးညီနှံတွေကကြောင်ထဲကမိစ္ဆာတွေကိုဆွဲဆောင်လိုက်တယ်သူလိုမျိုးအစင်းမြင့်တဲ့မိစ္ဆာရဲ့သွေးနဲ့အသားကအခြားမိစ္ဆာတွေအတွက်တော့ရှားပါတဲ့အာဟာရပဲဒါကြောင့်သွေးညီနဲ့ရပြီးနောက်သူတို့တွေငါရှိနေတဲ့စာသင်ခန်းစီကိုတဖွဲဆူယုံလာကြတယ်ငါရှပင်ရုပ်ရဲ့လက်ကိုဆွဲပြီးထွက်ခွာဖို့ပြင်လိုက်တယ်ကျန်ကျဲကျွန်တော်ဘာခေါ်တော့ပါကျွန်တော်ကကွမ်းညောင်အုပ်စုရဲ့ဒါရိုက်တာပဲမင်းကိုစီစဉ်ချမ်းသာပြီးပေးနိုင်ပါမင်းပိုက်ဆံဘယ်လောက်လိုချင်တယ်လဲအကုန်ပေးနိုင်တယ်အတန်းထဲကသူထေးတာဟောင်းထင်ကအခုထပ်လိုက်တယ်ဟောင်းထင်တို့မိသားစုပိုင်ဆိုင်မှုကတကယ်ကိုမနေပါဘူးပုံမှန်ဆိုရင်သူက Pants S Class CB ကြောက်တတ်တာလေဒါပေမဲ့ဒီသူထေးတာရဲ့အမြင်ကတော့အမြဲတမ်းတိမ်လေးပါပဲသူတို့အမြင်မှာပိုက်ဆံနဲ့မရတာဘာမှမရှိဘူးရဲစရာပဲဒါကဘာဖြစ်နေတာလဲပိုက်ဆံကအသုံးဝင်သေးတယ်လို့မိန်ထင်နေတာလားငါခနဲ့တက်ရဲလိုက်မိတယ်ဒီဟောင်းထင်ကတော့တကယ်ကိုရိုးအလွန်တာပဲငါရဲ့ဒီလိုအမှုရာကိုမြင်တော့စိုးတွန့်လွန်တဲ့ဟောင်းထင်ကတော့ဒါကိုမထိန်နိုင်တော့ဘူးမင်းတို့စီးရဲထားကများမိဘတွေကလည်းစောစီတေးကုန်တာငါကများအထက်စီးကလှုပ်ချင်သေးတယ်ဟောင်းထင်စကားမဆုံးခင်မှာပဲငါမင်းနာကအေးဆက်သွားပြီးဟောင်းထင်လဲလန့်သွားပြီးအတန်သိသွားတယ်မင်းအသက်ရှင်ထားလားညင်းငွေ့ကြီးပြီလားငါမင်းကိုတခါတည်းပို့ပေးလိုက်မယ်ငါဟောင်းထင်ရဲ့ပခုံးကိုကိုင်းပြီးမြေပြင်ပေါ်ကိုအသားလေးတွန်းချလိုက်တယ်နောက်ကစက္ကန့်မှာပဲသူကမြေပြင်ပေါ်မှာတတိလေးလဲချသွားပြီးအသက်ရှူတောင်မချရတော့ဘူးဘေးကအတန်းဖော်တွေကဒါကိုမြင်တော့လန့်ပြီးနောက်ကိုဆုတ်သွားကြတယ်အခုငါတို့သူတို့ကိုတပ်ဖြစ်ဖို့ကပျော့စိတ်တကောင်ကိုချေမဲနဲ့နင်းသက်တယ်လို့ပဲလွယ်ကူပါတယ်ဟောင်းထင်ကိုရှင်းလင်းပြီးနောက်ခြံချဲကရှေပင်ရိုးကိုခေါ်ပြီးစာတင်ခန်းထဲကနေထွက်လာခဲ့တယ်သူတို့ထပ်သွားပြီးငါတို့ဘယ်လိုလုပ်ကြမလဲမဖြစ်ဘူးငါတို့အသက်ရှင်ဖို့ကြိုးစားရမယ်ခြံချဲနောက်ကိုလိုက်မှငါတို့အသက်ရှင်နေမှာအတန်းဖော်တွေကခဏလောက်ဆွေးနွေးပြီးနောက်စာတင်ခန်းထဲကစားဖွေချေထောက်တွေတမျက်စီးတွေကိုယူပြီးငါနောက်ကိုလိုက်လာကြတယ်နောက်ကလိုက်လာတဲ့အတန်းဖော်တွေကိုတတိထားမိပေမဲ့ငါတို့ကိုမောင်းမထုတ်ခဲ့ဘူးတခုကတော့သူတို့ကအတန်းဖော်ဟောင်းတွေဖြစ်နေလို့ပါပဲသူတို့ငါကိုဝင်ထုတ်ဝင်ဖို့မချစ်စေရင်ရပါတယ်နောက်တစ်ခုကတော့လူအများကြီးရှိရင်မိစ္ဆာတွေကိုဆွဲဆောင်နိုင်လိမ့်မယ်မိစ္ဆာတွေလာရင်ဒီအတန်းဖော်တွေကိုအသုံးချပြီးငါအစင်းမင်းတင်လို့ရတာပေါ့စင်ကြန်လန်ကမိစ္ဆာအချို့ကိုရှင်းလင်းပြီးနောက်ငါအကြောင်းကကုံစုံဆိုင်စီကိုရောက်လာခဲ့တယ်ဆိုင်ထဲကစားလို့ရတာမှန်သမျှအကုန်လုံးကိုကြောဖို့အိတ်ထဲထည့်လိုက်တယ်အခြားအတန်းဖော်တွေကလည်းရိတ်ခါတွေစုဆောင်ကြတယ်ဒါပေမဲ့ငါမလို့ချင်းသားတွေကိုပဲသူတို့ယူရဲကြတယ်ကုံစုံဆိုင်တစ်ခုလုံးကိုအိတ်ကြီးနဲ့အိတ်စားလောက်တင်းကျုံယူပြီးမှငါထွက်ခဲ့တယ်အရင်ကအားကစားမှုလင်းရှိရွေးကအခုတော့ငါနာကိုမြုပ်ပင့်တယ်မျက်နှာပြီးနဲ့ရောက်လာတယ်ချန်ဒီကိုကြီးကျွန်တော်ရဲ့ဒီလိုတမ်းမတဲ့ခန္ဓာကိုယ်ကိုကြည့်ပါဦးပစ္စည်းတွေကိုကျွန်တော်ပဲတည်ပါရစေအကူကြီးနဲ့မကြီးကတော့လမ်းပဲအေးအေးဆေးဆေးရှောက်ပါလင်းရှိရွေးကခါကိုကင်ပြီးအတနာခံတဲ့ပုံစံနဲ့ပြောနေတယ်သူပုံစံကိုကြည့်ရတာပစ္စည်းတည်ခိုက်တာလည်းမစိုးပါဘူးဆိုပြီးပေးလိုက်တယ်ဒါပေမဲ့သူသာစိတ်မရိုးဖြောင်းတာတစ်ခုခုလုံးရင်ငါသူ့ကိုချက်ချင်းတတ်ပြီးမယ်သုံးဟန်နာလူတွေရိတ်ခါတွေကိုအခုချက်ချင်းချထားလိုက်စမ်းအစင်ဗီစတိုဆိုင်ကနေထွက်လာပြီးတာနဲ့ကျွန်တော်ဟာလူတစုရဲ့ဝိုင်းရံပိတ်ဆုပ်ခြင်းကိုခံလိုက်ရပါတယ်တေချာကြည့်လိုက်တော့လာတဲ့သူက6ပန်ရဲ့အတန်းကောင်းဆောင်ကြောက်ဟုဖိနေတာကိုတွေ့လိုက်ရတယ်ဒီကြောက်ဟုကအရင်ကတည်းကမောက်မာရိုက်ဆိုင်တက်ပြီးကျောင်းမှာလည်းနာမည်ကြီးတဲ့လူမိုက်တယောက်ပါသုံးပန်ကကောင်းလေးအချိန်မဆွဲပဲပစ္စည်းတွေကိုလင်းလင်းမမအပ်လိုက်စမ်းငါတို့အကြီးကဲကဆွမ်းအားရှင်တယောက်အဖြစ်နှုတ်ထားလာပြီကွာမချာတိခင်ကပဲကြောက်ဟုကသူ့ညပါရမီကိုအောင်မြင်စွာနှုတ်ထားနိုင်ခဲ့ပြီး6ပန်ကလူတော်တော်များများကိုဘေးဒုက္ခထဲကနေကဲထုတ်နိုင်ခဲ့တယ်ဒီချိန်လေးမှာပဲသူက6ပန်မှာခြံရှိနေတဲ့ကျောင်းသားတွေကိုသူ့တပည့်တွေအဖြစ်တင်သွင်းခဲ့တာပါဒီအချိန်မှာလင်းစီယူကအစားစရာအိတ်အကြီးကြီးနဲ့အိတ်ကိုထည့်ထားရင်ကျွန်တော်ကိုလှည့်ကြည့်လာတယ်ကျွန်တော်ရဲ့အမိတ်မရှိပဲသူကရိတ်ခါတွေကိုတစ်ဖက်လူကိုမပေးရဲပါဘူးမင်းတို့6ပန်ကလူတွေကတကယ်ကိုမောက်မာလွတ်နေတာပဲဒါတွေကငါကိုယ်တိုင်စုဆောင်းထားတာတွေဘာလို့မင်းတို့ကိုပေးရမှာလဲကျွန်တော်မျက်မှောင်ကျုပ်လိုက်မိတယ်ကျွန်တော်အမုန်းဆုံးကကြောက်ဟူလွန်းတို့အားကြီးသူကအားမြတ်သူကိုနှိမ့်ဆက်တဲ့လူစားမျိုးတွေပါပဲကြောက်ဟူရဲ့မျက်နှာကဒေါသကြောင့်ပြည့်ရင်းသွားပြီးလက်သီးနှစ်ဖက်ကိုချစ်ချစ်ပါအောင်ဆုပ်လိုက်တယ်အဲ့ဒီနောက်သူ့နောက်ကျောမှာအတောင်ပန်ကြီးနှစ်ဖက်ထွက်ပေါ်လာပြီးအဖြူရောင်အဆက်အပြောက်တွေလည်းပါနေလာကိုတွေ့ရတယ်ကြည့်ရတာကဘာပြက်ကမတိုင်ခင်ကသူဟာ80အောက်ဆက်ဘိုးတကောင်ကိုမြုပ်ချခဲ့လို့ဒီလိုပြောင်းလဲမှုမျိုးဖြစ်လာတာထင်ပါနေကြောက်ဟူရဲ့အတောင်ပန်တွေကပြင်းထန်စွာခါရမ်းသွားပြီးသူဟာအောက်ကခဲတလုံးလို့ကျွန်တော်စီကိုပြီးဝင်လာတယ်ကျွန်တော်ကတော့လက်ကိုအသားလေးလှုပ်ရမ်းလိုက်ရုံနဲ့ခါချင်းပုတ်စင်ကလက်ထဲမှာချက်ချင်းပေါ်လာပြီးအားကောင်းတဲ့စွမ်းအင်တွေကပုတ်စင်ကိုဝန်းညံသွားခဲ့တယ်ငါကအစင်းတစ်ထိတက်သွားပြီကွာငါရဲ့အစွမ်းအားကိုပြရတာပေါ့ကြောက်ဟူကဟင်းဟောက်လိုက်ပြီးသူ့ရဲ့ကြွက်သားတွေကလည်းပုံမတောင့်တင်းလာကခွန်အားတွေပြေးလာနေတာလိုမျိုးမြင်ရပါတယ်ကျွန်တော်ကတော့ကြောက်ဟူကိုမတုံးမလို့စိုက်ကြည့်နေခဲ့တယ်လက်ထဲကခိုင်ထမ်းပစင်ကအေးဆက်တဲ့အလင်းတန်းနဲ့အကျူကြောက်ဟူရဲ့မျက်နှာစီကိုတန်တန်မှန်မှန်ဦးတည်သွားခဲ့တယ်ပစင်ကကြောက်ဟူရဲ့တမင်းလက်တီတွေပေါ်ကိုကြားရောက်သွားပြီးပြင်းထန်တဲ့ခွန်အားကြောင့်ကြောက်ဟူကနောက်ကိုလွင်ထွက်သွားခဲ့ရတယ်ဒါပေမဲ့သူကတော့ဘာမှမဖြစ်သလိုဟန်ဆောင်ပြီးပြန်ရနေပါတယ်အကူကြီးစူးစမ်းထားဒီချမ်းချက်ကိုမောက်တော့အောင်လုပ်ပြလိုက်ကြောက်ဟုရဲ့တပည့်တွေကအော်ဟင်အားပေးနေကြပေမဲ့သူတို့ကကြောက်ဟုဘလောက်တောင်ဖိအားများနေလဲဆိုတာမသိကြဘူးခုနကပထမဆုံးအချိန်ထိတိုင်အင်ဆိုင်မှုမှတင်ကြောက်ဟုကသူ့ရဲ့တာမဏီလက်တီတွေဟာကြီးမားတဲ့တောင်ကြီးတစ်လုံးကိုတွားထိုးမိသလိုခံစားနေရပြီးလောက်တောင်မလုံနိုင်ဘူးကြောက်ဟုဟာကျွန်တော်ရဲ့ခိုင်ချမ်းပစင်ကြောင့်နောက်ကိုဆုတ်သွားရပြီးလက်တွေလည်းတုံ့ရင်းနေခဲ့တယ်
သူဟာအခုအချိန်မှာအရှုံးဖိတ်ရှင်ပေပဲလေဂုံတက်ခါရအရှုံးမပေးနိုင်ပဲဖြစ်နေရပါကောင်းလေးမင်းမတတိရှင်နောက်တစ်ခါလာခဲ့စမ်းကြောက်ခုကအတန်းကျဲကြီးနဲ့အော်ဟစ်လိုက်ပြီးသူ့ရဲ့တမနီလက်သီးနဲ့ကျွန်တော်စီကိုထပ်မံတိုက်ခိုက်ဖို့ပြင်လိုက်ပဲငါရှိကဖက်စမ်းကျွန်တော်မတိုက်ခိုက်ရသေးခင်မှာပဲရှာရှာဝမ်ယိုကဘေးကနေဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်သူ့တကူလုံးမှာအကြီးခွန်းတွေဖုံးလွှမ်းနေပြီးလက်ထက်ကဓာရှိကလည်းလက်စီတွေနဲ့တလက်လက်တောက်ပါနေခဲ့တယ်ဓာဦးကကြောက်ခုစီကိုတိုက်ရိုက်ဦးတည်နေတယ်ကြောက်ခုကကြီးမားတဲ့စွမ်းအင်တွေသူ့စီကိုတိုးဝင်လာတာကိုခန်းစားမိပြီးကြောက်လန့်တကြားနဲ့သူ့လက်တွေကိုအရှိမကာထားလိုက်ရတယ်ရှာရှာဝမ်ယိုရဲ့ဓာချက်ကပြင်းထန်လွန်းပြီးလက်စီစွမ်းအင်တွေကြောင့်ကြောက်ခုရဲ့လက်တွေဟာမီးလောင်သလိုနီးရဲသွားခဲ့တယ်မင်းတို့တွေကလူဝင်သားတုံးပြီးဝိုင်းတိုက်တာတကယ်ကိုရှက်စရာကောင်းလိုက်တာကြောက်ခုရဲ့တပည့်ကအော်ပြောလိုက်ပေမဲ့ရှာရှာဝမ်ယိုကစူးစူးဝါးဝါးစိုက်ကြည့်လိုက်တာကြောင့်ကြောက်ခုနောက်မှာပဲပြန်ကန်နေလိုက်ရလေဝမ်ယိုမင်းနောက်ဆုတ်ပြီးအနားယူနေလိုက်ပါစန္ဒာကငါ့ကိုပဲထားလိုက်တော့ကျွန်တော်ရှာရှာဝမ်ယိုရဲ့အရှိမရက်လိုက်တယ်ကျွန်တော်ရဲ့ပါရမီကအစင်းနဲ့ထိတ်ဆုံးကိုရောက်သွားပြီးနောက်မှာဘလောက်ထိအစွမ်းထက်လဲဆိုတာစမ်းသပ်ကြည့်ရှင်လို့ပါချင်ရှာရှာဝမ်ယိုကစိုးရင်တကြီးမဲ့ခေါ်လိုက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကိုတီးတဲ့အတွက်သူလည်းဘာမှထမ်းမပြောတော့ပဲနောက်ကနေပဲစောင့်ကြည့်နေပါတော့တယ်မင်းတို့နိုင်ပြီလို့မထင်လိုက်နဲ့မင်းကိုတက်ပြီးရင်မင်းနောက်ကကောင်းမလေးကိုလည်းငါကောင်းကောင်းကြီးဆုံးမပေးဦးမှာကြောက်ခုကဒေါသတကြီးနဲ့အော်ဟစ်လိုက်ပါတယ်